ရင်ဆုံး privacy မှန်ကက်လေးတွေကိုမှာယူမယ်ဆိုလို့ရှိရင်တော့သူ့မှာပါဝင်တဲ့ဥစ္စာလေးတွေကိုတစ်ချက်ပြပြပေးတော့ပါမယ် privacy မှန်ကက်လေးတစ်ချက်ပါမယ် tester ဆန်းကက်လို့ရတဲ့အနေနဲ့ tester အသေးလေးတစ်ခုပါပါမယ်မှန်ကက်ကိုလေးမခွအောင်ထိုးလို့ရတဲ့အပြားလေးတစ်ခုပါပါမယ်အရင်ဆုံးအနေနဲ့ညီမတို့ကခါမကက်ဘူးသေးတာဖြစ်တဲ့အတွက် tester လေးနဲ့အရင်ဆုံးဆန်းပြီးတော့ကတ်ပါမယ်အရင်ဆုံးဒီမှာ1ဆိုတဲ့ကတ်ထားတဲ့ဟာလေးကိုတစ်ချက်ခွာလိုက်ပါမယ်ဒီ tester လေးကို tester လေးတွေကညီမတို့ကဘာလို့ထည့်ပေးရလဲဆိုတော့ထည့်ပေးလိုက်တဲ့ဥစ္စာကိုပေါ့နော်ကတ်လိုက်တဲ့အချိန်မှာအဆင်မပြေဖြစ်မှာဆိုလို့ဒီ tester လေးနဲ့အရင်ဆုံးသေချာလေးကိုစိတ်ကြိုက်စမ်းသက်ပြီးတော့ကတ်ကြည့်လို့ရအောင်လို့ပါဒီအလယ်မှာပါတဲ့အရာလေးကတော့သူကဓာတ်ရမဟုတ်ဘဲနဲ့မှန်ကတ်ကိုအပေါ်တစ်ပိုင်းအောက်တစ်ပိုင်းကတ်လို့ရအောင်လို့ပိုင်းပေးထားရပဲဖြစ်ပါတယ်အဲဆိုရင်တစ်ချက်အရင်စမ်းပြီးတော့ကတ်ကြည့်လိုက်ပါမယ်ကိုကြိုက်တဲ့နေရာလေးမှာတစ်ချက်တင်ပြီးတော့ပြီးသွားရင်ဒီအပြားလေးနဲ့ချိန်လိုက်ပါမယ်ပြီးတော့လို့ရှိရင်တော့ဒီမှန်ကက်လေးကိုခုနချိုးထားတဲ့နားလေးထိပေါ့နော်ဒီဖြတ်ထားတဲ့နားလေးထိကိုဒီလိုမျိုးခောက်ပြီးတော့တင်ပြီးတော့မှဒီအပြားလေးနဲ့ထိုးပေးလိုက်ပါမယ်အဲဆိုရင်တော့တစ်ပိုင်းပြီးသွားပါပြီကျန်တဲ့တစ်ပိုင်းကိုလည်းအဲ့လိုမျိုးလေးပဲချိုးပြီးတော့ထိုးပေးလိုက်ပါမယ်ကဲဒါဆိုရင်တော့ tester လေးဆန်းကက်ထားတာလေးကိုအပေါ်ဒေါ်လာလေးကိုခွာပြီးတော့ကြည့်လိုက်ပါမယ်အဆင်ပြေသွားပြီဆိုလို့ရှိရင်တော့သူ့မှာ original မှန်ကက်လေးကိုကပြန်ပြီးတော့ကတ်လို့ရပါတယ်အဲ့ဒါဆိုရင်တော့မှန်ကက်လေးရဲ့သဘောတရားကိုနားလည်သွားပြီဆိုလို့ရှိရင်တော့ညီမနဲ့အတူအချက်ကြီးလေးကိုကတ်ကြည့်လိုက်ပါမယ်နော်အဲ့ဆိုရင်တော့ဒါလေးကိုပြန်ခွာလိုက်ပါမယ် tester လေးကိုစမ်းကြည့်ပြီးသွားလို့မှန်ကက်ရဲ့သဘောတရားကိုနားလည်သွားပြီဆိုလို့ရှိရင်တော့ဒီထဲမှာပါတဲ့ original မှန်ကက်လေးကိုကတ်လိုက်ပါတော့မယ်အဲ့ဆိုရင်တော့ဒီ level 1ဆိုတဲ့ဟာလေးကိုခွာလိုက်ပါမယ်တော့အထဲမှာဒီလိုမျိုးနှစ်ပိုင်းလေးဖြစ်နေလိမ့်မယ်ပေါ့နော်အဲ့ဒါလေးကကြတော့မှန်ကက်ကိုကတ်တဲ့နေရာမှာပို့ပြီးတော့လွယ်ကူအောင်လုပ်ထားပေးရပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ကိုကဒီကင်မရာဘောက်လေးတွေကိုတေချာလေးချိန်ပြီးတော့ကတ်လို့ရပါပြီဒီနေရာမှာကိုကစောင်းသွားတာတို့ကတော့စိတ်တိုင်းမကြတော့သေးရဆိုလို့ရှိရင်လည်းပြန်ခွာပြီးတော့ပြန်ပြီးတော့ချိန်လို့ရပါတယ်တကယ်လို့သူ့မှာပါတဲ့အပြားလေးကိုပေါ့နော်ပို့ပြီးတော့ချောကျင်တယ်ဆိုလို့ရှိရင်အခုလိုမျိုးဒီလိုအဝတ်လေးနဲ့လည်းထပ်ပြီးတော့မှထိုးလို့ရပါတယ်အဲ့ဒါဆိုရင်တော့အောက်ဖက်တစ်ပိုင်းလေးကိုခွာလိုက်ပါမယ်ပြားလေးကိုထိုးရတဲ့အချိန်မှာလည်းအလိုက်တင်လေးပဲထိုးသွားလို့ရပါတယ်ဒါဆိုရင်တော့အပေါ်ဆုံးလွှာလေးကိုခွာကြည့်လိုက်ပါမယ်သူကကာဘာဆိုင်လေးလည်းဖြစ်တာဖြစ်တဲ့အတွက်ကာဘာပြန်တက်တဲ့အချိန်မှာလည်းလေးခုပြီးတော့ကာဘာနဲ့ထောက်ပြီးတော့ပြန်ကွာတာလည်းမရှိတော့ပါဘူးအန်ဆာကနေရောင်းချပေးတဲ့မှန်ကက်လေးတွေနဲ့ premium sticker လေးတွေကို online ကနေမှာယူပြီးတော့လည်းကိုယ်တိုင်ကတ်လို့ရနေပါပြီကိုယ်တိုင်မကတ်တတ်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လည်းကတ်နည်းဗီဒီယိုလေးတွေလည်းပို့ပေးပါရရှင် quality ဘိုင်းမှာယုံကြည်စိတ်ချရတဲ့ premium sticker လေးတွေနဲ့မှန်ကက်လေးတွေကိုအမခံအနေနဲ့လည်းတက်လာပြီးထားပါတယ်ကိုယ်တိုင်ကတ်တဲ့အခါမှာအဆင်မပြေတာတစ်စုံတစ်ရာတစ်ခုရှိခဲ့ရဆိုလို့ရှိရင်လည်းတစ်လအတွင်းဆိုရင်အသစ်တစ်ခုပြန်လဲပေးပါတယ် quality ဘိုင်းမှာယုံကြည်စိတ်ချရတဲ့ premium sticker လေးတွေနဲ့မှန်ကက်လေးတွေကိုစိတ်ဝင်စားလို့မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Star TikTok message နဲ့ Telegram တို့မှာအခုပဲလာမှလို့ရနေပါပြီနော်